ဒီမြင့်မြတ်မိုးဖိုက်ရမယ်မယ်တွေကတော်တော်လေးကိုအင်အားကောင်းတဲ့မယ်တွေဖြစ်နေတယ်2025 Miss Cosmo မြန်မာမြင့်မြတ်မိုးကိုဒီရက်ပိုင်း crown လွှဲအပွဲရှိရပေါ့နော်ဒီပွဲကိုလည်းဒီ Miss Cosmo ရဲ့ဒီ CEO နဲ့သူတို့ရဲ့ခွင်းပါလာမယ်လို့သိရပါပေါ့နော်လို့ဆိုတော့ဒီပွဲမှာဒီမြင့်မြတ်မိုးကိုမိုရာရှေ့ရပွဲတွေတဲကပဲသဘောကျခဲ့ရပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့အလှကလည်းလုံးဝတည်ငြိမ်ရင့်ကျက်တဲ့အလှမျိုးအသက်တာငယ်ပေမဲ့သူကတကယ်လဲတော်တယ်ထက်မြက်တယ်ပေါ့နော်ဒါပေမဲ့သူ့ကိုဒီတက်ပို့ပြီးတော့ပြင်ဆင်စေချင်တယ်ပေါ့နော်သူ့မှာအချိန်လဲရသေးတယ်အဲ့ဆိုတော့သူ့မှာကောင်းမွန်တဲ့ပြင်ဆင်မှုတွေရှိလာမယ်လို့လည်းယုံကြည်ရပေါ့နော်မိုရာတော့ဘလို့ဆိုတော့သူ့ကိုအကောင်းဆုံးပဲဖြစ်စေခြင်းနဲ့ဒီ2025မှာသူဒီနေရာတစ်ခုရတဲ့ဒီ miss တယောက်ဖြစ်စေခြင်းนะပေါ့နော်အခုဆိုရင်ဒီမိုရာတို့ဒီ energy ဖြစ်တဲ့ Thailand တော်လေးကိုသူကဒီ public speaker ကတော်တော်လေးကောင်းတယ်အဲ့လိုဆိုတော့ဒီ brain ကလည်းကောင်းတယ်သူဖိုက်ရမယ်သူဒီတော်တော်လေးပေါ့နော်ဒီမြင့်မြတ်မိုးဖိုက်ရမယ်မယ်တွေကတော်တော်လေးကိုအင်အားကောင်းတဲ့မယ်တွေဖြစ်နေတယ်လို့ဆိုတော့ဒီပွဲမှာမြင့်မြတ်မိုးကိုမိုရာဒီတက်ပို့ပြီးတော့ပေါ့နော်မျှော်မှန်းထားတယ်ကောင်းမွန်တဲ့ result ကိုလည်းလိုချင်တယ်ပေါ့နော်အဲ့လိုဆိုတော့ကိုမြန်မာနိုင်ငံအတွက်တကယ်တော်တဲ့ကလေးဒီ Miss Cosmo Thailand ဆိုရင်သူဒီတော်တော်လေးကို powerful ဖြစ်တယ်သူကဒီခက်ဝက်ပိုင်းနေနေမဟုတ်သူ့ရဲ့ eye contest ဆိုရင်လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်သူကတော်တော်လေး strong ဖြစ်တယ်အဲ့ဒါကြောင့်လို့ဒီမြင့်မြတ်မိုးသူဒီ Thailand လည်းတော်တော်လေးကိုသူ fight ယူရမှာပေါ့အဲ့ဒါကြောင့်လို့သူ့ကိုအကောင်းဆုံးပြင်ဆင်ခြင်းနဲ့နောက်တစ်ခုကဒီပေါ့နော် Cambodia Miss Cosmo Cambodia ဆိုလည်းအသက်ငယ်တယ်ငယ်ပေမဲ့သူဒီလဲဒါတော်တော်ကြီးကိုဒါထက်မြက်တဲ့အထဲမှာပါတယ်ပေါ့နော်ဒီ Miss Cosmo Cambodia ဆိုရင်လည်းတော်တော်လေးကိုသူ strong ဖြစ်တယ်ပေါ့နော်သူ့ရဲ့ဒီပြိုင်သွားတဲ့သူ့ရဲ့ကျွမ်းနေဆိုရင်လည်းတော်တော်လေးကောင်းတယ်အထူးသဖြင့်ဘီးတောင်မှသူ့ကိုအရှုံးပေးရလောက်အောင်ကိုသူတော်ခဲ့တယ်ဆိုတော့ဒါမှသူ့ကိုလည်းရှော့မတွေ့စေချင်ဘူးအထူးပြီးခဲ့တဲ့ဒီ Miss Cosmo Cambodia ကိုပေါ့နော်ကြည့်မယ်ဆိုရင်မိုရာတီဘီကိုအများကြီးမျှော်လင့်ထားတာသူ့ကိုတကယ်လည်းရစေချင်တယ်ဒါပေမဲ့ဒီပေါ့နော်ဒီအခုရသွားတဲ့ဝင်းသားနဲ့ရှင်းလိုက်မယ်ဆိုရင်သူဒီတော်တော်လေးကိုအားနည်းနေတယ်အဲ့ဒါကြောင့်လို့သူကိုကဘလောက်ပဲခန့်ပတ်ပြန်လာရတယ်ဖြစ်ပါစေလေကိုကအများကြီးပြင်ဆင်ထားတာမဟုတ်ဘူးဆိုရင်ကြံခဲ့မှာပဲအဲ့ဒါကြောင့်လို့ဒီနောက် generation တွေကသူတို့ဒီလုံရဲတယ်သူတို့မှာပေါ့နော်ကြောက်တဲ့လက်နဲ့စိတ်မရှိဘူးသူတို့ဒီ AR strong ဖြစ်တယ်အဲ့ဒီအတွက်ကိုကအမှခန့်ပတ်အနေနဲ့ပြန်လာမယ်ဆိုရင်ကို့အတွက်အများကြီးပြင်ဆင်ရမယ်ဒီရုပ်ရည်ပိုင်းနေမဟုတ်ဘူးကိုရဲ့ဒီမျက်နှာနဲ့ပေါ့နော်ခန္ဓာကိုယ်တွေပြင်ဆင်ရမှာမဟုတ်ဖ ೇನೆ ကိုရဲ့ brain ကိုရဲ့ public speaking skill ပြီးရင် knowledge တို့ဘာလို့ကိုအများကြီးပြင်ဆင်ရမှာဖြစ်တယ်အဲ့ဒါကြောင့်လို့ဒီကိုကခန့်ပတ်အနေနဲ့ပြန်လာမယ်ဆိုရင်အများကြီးပြင်ဆင်ခဲ့ပါလို့ပြောချင်တယ်ကိုကဒီပေါ့နော်ကိုကအမှခန့်ပတ်အနေနဲ့ပြန်လာတဲ့အချိန်ကျမှငါ့တော့အားမပေးဘူးဒီ new face တွေကိုပဲအားပေးတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောမဲ့အစားကိုခန့်ပတ်ပြန်လာမယ်ဆိုတော့တတိချာချာလေးပေါ့နော်ပြင်ဆင်စေချင်တယ်ဒီ B ဆိုရင်လည်းအဲ့လိုပဲသူဒီခန့်ပတ်အနေနဲ့ပြန်လာတာဒါပေမဲ့အခုဆိုရင် first runner အနဲ့ပဲသူကျင်နေလိုက်ရတာပေါ့နော်အဲကြောင့်လို့ဒီမြင့်မြတ်မိုးဆိုရင်သူအခုပေါ့နော်ဒီ Miss Cosmo မြန်မာမှာဒါလုံးဝသူ့အတွက်အားပေးတဲ့ fan တွေကအများကြီးပဲရှိတယ်ပေါ့နော်အဲ့အတွက်လဲသူအခုသူ့မှာလဲသူအချိန်ကြီးအများကြီးဖြစ်နေတဲ့အတွက်သူ့ကိုဒီတက်ပို့ပြီးတော့ကောင်းအောင်ဒီတက်ပို့ပြီးတော့ပေါ့နော်သူနဲ့ပြန်ရမယ့်မယ်တွေကလုံးဝရှင်းရှင်းတောက်တွေပဲဖြစ်တယ်ဒီပွဲမှာဆိုရင်အဲ့ဒါကြောင့်လို့သူ့ကိုဒီတက်ပို့ပြီးတော့အများကြီးဖြစ်စေချင်တယ်